မင်္ဂလာပါအကျဉ်းစာအုပ် channel ကနေဒီတစ်ပတ်တင်ဆက်ပေးမှာကတော့စာရေးဆရာအန်တွန်ချေကော့ဗ်ရေးသားတဲ့ A Transgression ဆိုတဲ့ဝတ္ထုတိုကိုလွန်ကျူးမှုတစ်ခုဆိုတဲ့နာမည်နဲ့ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လွန်ကျူးမှုတစ်ခုအကဲဖြတ်ရာရှိတူဖြစ်သူမိကူးသည်ညနေခင်းလမ်းလျှောက်ရာမှပြန်လာနေရင်ကျင်းနိုင်တစ်ခုအနီးတွင်ရက်တက်လိုက်ကတက်ပြည့်ရှိတစ်ခုကိုမှုတ်ချလိုက်လေသည်ရခင်တပတ်ညနေခင်းလမ်းလျှောက်ရာမှအိမ်သို့ပြန်လာစဉ်ကဤနေရာရောက်တွင်သူ၏အိမ်အကူဟောင်းတူဖြစ်သူအကညာကသူ့ကိုကြမ်းတမ်းစွာရန်လိုပြောဆိုသွားခဲ့သည်ရှင်စောင့်ကြည့်နေအပြစ်မဲ့တဲ့မိန်းကလေးတွေကိုဖျက်ဆီးတဲ့ရှင်ကိုသင်ခန်းစာကောင်းပေးပြမယ်ရှင်နဲ့ရတဲ့ကလေးကိုရှင်အိမ်တကားဝမှာလာချထားပေးမယ်ရှင်ကိုလည်းတရားစွဲမယ်ရှင်မိန်းမကိုလည်းဒီအကြောင်းတွေကျမပြောပြမယ်အကညာကထို့သို့ပြောဆိုပြီးနောက်ဗန်တဲတွင်ရူဘယ်ငွေ9000ထည့်ပေးရန်တောင်းဆိုသွားခဲ့လေသည်မိကူးသည်ထိုအဖြစ်ကိုပြန်လည်စဉ်းစားပြီးနောက်တက်ပြင်ချလိုက်ပြီးယခုကဲ့သို့စိုးရိမ်ပူပန်စရာဒုက္ခများစွာကိုဖြစ်ပေါ်စေခဲ့သည်ခဏတာဆွဲလန်းတရခဲ့မှုအတွက်နောင်တရကသူ့ကိုယ်သူအပြစ်တင်နေမိလေသည်ဘန်ဂလိုအိရှိသို့ပြန်ရောက်သောအခါတကားဝရှိချီနှင်းကုန်းမော်တွင်ထိုင်ချပြီးအနားယူနေလိုက်သည်အချိန်သည်ည10 နာရီထိုးပြီးဖြစ်သည်ကောင်းကင်ရှိတိမ်များကြားတွင်လမင်းသည်တစွန်းတစားထွက်ပေါ်၍နေသည်အိမ်နာတဝိုင်းနှင့်လမ်းမပေါ်တွင်လူရိပ်လူရောင်တွေ့ရချေယခုနေ့နေသောနွေရာသီစကန်ရှိတက်ကြီးပိုင်းများမှာအိပ်ရောင်ဝင်နှိမ့်ကြပြီဖြစ်သည်လူငယ်လူရွယ်များကယခုလိုအချိန်မျိုးတွင်တော်ရဲလျှောက်သွားနေကြပြီမိကူကစိတ်လေးတောက်ရန်အတွက်အင်ကြီးအိတ်ကနှစ်ဖက်ကိုဆန်းရင်းမိချစ်လိုက်ရှာစဉ်သူဤတောင်စစ်တစ်ဖက်ကနူးညံ့သောအရာတစ်ခုနှင့်ထိမိသွားသည်ထို့ကြောင့်ညာတစ်ဖက်တောင်စစ်ဘက်ကိုလှမ်းကြည့်လိုက်ရာမိကူ၏မျက်နှာသည်မွေတကောင်ကိုမြင်လိုက်ရသည့်အလားထိတ်လန့်တုန်လှုပ်သွားလေသည်တကားဝချင်းနှင်းခုံမော်တွင်အထုပ်ချတာသည်ကိုတွေ့လိုက်ရသည်အလျားလိုက်ရှိမျောမျောပုံတံရှိသည့်အရာတစ်ခုကိုထုတ်ပေါ်လာခြင်းဖြစ်သည်သူစမ်းသက်ကြည့်ရသည့်အနေထားအရခွန်းထဲချုပ်ထားသောစောင့်တထဲဖြစ်ပုံရသည်ထိုအထုပ်၏အစွန်းတစ်ဖက်သည်အနှဲငယ်ပွင့်လျက်ရှိရာအကဲဖြတ်အရာရှိမိကူသည်သူ၏လက်ကိုထိုးထည့်လိုက်သောအခါဆူဆွတ်နှွေးထွေးသောအရာတစ်ခုကိုစမ်းမိလိုက်သည်သူသည်ထိတ်လန့်တကြားချက်ချင်းမတ်တက်ထရက်လိုက်ပြီးအဆောင်များ၏လက်ထဲမှထွက်ပြေးရန်ကြိုးစားနေသည့်ရာဇဝတ်သားတူကဲ့သို့ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက်မိသည်သူလာထားသွားပြီကွာဟုဒေါသတကြီးဖြင့်အံကိုကျိတ်လက်တီးကိုစုံရင်သူရည်ရွတ်လိုက်သည်ဒီကိုရောက်နေပြီဖျားရီငါလွန်ကျူးခဲမိရဲ့ရလက်ကအိမ်ရှိကိုရောက်နေပြီကြောင်ရွံ့မှုရှက်ရွံ့မှုနှင့်ဒေါသများကြောင့်သူ့တကိုယ်လုံးထုံကျင်၍နေသည်ယခုသူမြည်သို့ဆက်လုံးရမည်နီဇနီးတဲ့ကသိရှိသွားလျင်မြည်သို့ပြောလိမ့်မည်နီယုံမှလုတ်ပေါ်ကင်ဖက်များကအဘယ်သို့ဆိုကြမည်နီသူ၏အထက်ရာရှိဖြစ်သူကမူသူ့နံရိုးကြားကိုကလိထိုးရင်အာရပါရရေမောကဤသို့ပြောပြလိမ့်မည်မင်းကိုဂုံပြူတယ်ကွာဟဲမင်းကမုတ်စိတ်တွေသာဖြူနေတာနှလုံးသားကတော့နူးညံ့နေတော့ပါလားကွာဆန်ယွန်အီရက်စဒိုဗစ်မင်းကအတော်ဆိုးတဲ့ကောင်ပဲနွေရာသီစကန်တစ်ခုလုံးကလူများသည်လဲသူ၏လျှို့ဝှက်ချက်ကိုသိရှိကုန်ကြပြီးတော့မည်တေချာဒီမှာနွေရာသီစကန်ရှိမိသားစုများမှာအိမ်ရှင်မများသည်သူ့ကိုအိမ်ထဲပင်အဝင်ခံကြတော့မည်မဟုတ်ပေယခုကဲ့သို့သတင်းမျိုးသည်သတင်းစာများထဲတွင်အမြဲလိုပါလေးရှိရာသူ၏နာမည်သည်လည်းရုရှားနိုင်ငံလုံးပြန့်နှံ့သွားပြီလိမ့်မည်ဘန်ဂလိုအိအလဲပြတင်းပေါက်သည်ဖွင့်ထားလျက်ရှိနေပြီးသူ၏ဇနီးဖြစ်သူအန်နာဖီလစ်ဝါနာကညစာအတွက်ပြင်ဆင်နေသည်ကိုသူကြားနေရသည်ဂိတ်ပဝနာခြံထဲတွင်ခြံစောက်ရေမူလေးကဘာလာလိုက်ကဒရိယာကိုအလွမ်းတန်စင်များညှင်းညူ၍တီးခတ်၍နေသည်ယခုအချိန်ကလေးနိုးလာပြီးငိုချလိုက်လျင်သူ၏လျှို့ဝှက်ချက်များပေါ်သွားချေတော်မူတခုခုအမြန်လုံးမှဖြစ်တော်မူဟုသောစိတ်ဖြင့်မိကူတယောက်အလျင်လို၍နေလေသည်မြန်ဟုသူကအလျင်စလိုရေရွတ်လိုက်သည်အခုဘသူမှမမြင်ခင်ဒီကလေးကိုငါယူသွားပြီးတရင်အိမ်ရဲ့တကားဝမှာသွားချထားရမယ်မိကူကကလေးကိုထုတ်ပိုးထားသောအထုပ်ကိုလက်တစ်ဖက်ဖြင့်ကင်ရင်ခပ်ပွားခြေလမ်းများဖြင့်တိတ်ဆိတ်စွာလမ်းမပေါ်သို့ထွက်လာခဲ့လိုက်သည်သူသည်စိုးရိမ်ပူပန်မှုကိုဟန်ဆောင်ဖုံးကွယ်ထားရန်ကြိုးစား၍တကယ်ကိုကွက်ကြတဲ့အခြေအနေပဲဟုတွေးလိုက်သည်အကဲဖြတ်ရာရှိတယောက်က
မွေးကင်းစားကလေးကိုချီပြီးလမ်းပေါ်လျှောက်သွားနေရပါလားအမလီတယောက်ကသာငါ့ကိုမြင်ပြီးငါရဲ့အခြေအနေကိုသိသွားခဲ့ရင်ငါတော့သွားပြီဒီအိမ်တကားဝမှာချထားခဲ့ရင်ကောင်းမလားမသိဘူးနေအောင်ပရိမောက်တွေဖွင့်ထားတယ်တယောက်ကတွေ့သားနိုင်တယ်အင်းဘယ်မှာသားထားရမလဲသိပြီကုံတယ်ကြီးမဲလ်ကင်းအိမ်ကိုယူသွားလိုက်မယ်ကုံတယ်တွေကချမ်းသာတဲ့အပြင်စိတ်သဘောလည်းကောင်းကြတယ်ဒီကလေးကိုမွေးစားခွင့်ရတဲ့အတွက်သူတို့ကဝမ်းသာနေကြအောင်ပဲကုံတယ်မဲလ်ကင်းအိမ်သည်မြစ်ကန်နဲ့နီးပြီးယခုနေရာမှာအဝေးဆုံးလမ်းထဲတွင်ဖြစ်တော်လဲကလေးကိုထိုးနေရသို့ယူသွားရင်မိကူးဆုံးဖြတ်လိုက်သည်အနီးတို့ထဲကကလေးကလမ်းမှာရုန်းကန်တာအုံငူတာမျိုးတွေမလုပ်ပါစေနဲ့ဟုအကဲဖြတ်ရာရှိကတွေးလိုက်သည်ငါဖြစ်ကတော့မယုံနိုင်စရာပဲလူသားကလေးတယောက်ကိုအထုပ်ထုပ်လိုမျိုးငါလက်မောင်ကြားမှာတည်လာနေရတယ်အသက်ရှိတယ်စိတ်ဝိညာဉ်ရှိတယ်တခြားသူတွေလိုပဲခံစားချက်ရှိတဲ့လူသားကလေးတယောက်ပဲကံကောင်းထောက်မလို့မဲလ်ကင်တို့ကဒီကလေးကိုမွေးစားခဲ့ရင်သူဟာပါမောက်ခကြီးလားစစ်ဘိုလ်ချုပ်ကြီးလားစာရေးဆရာကြီးလားဘာမဆိုဖြစ်လာနိုင်တာပဲအခုငါကသူ့ကိုအမိုက်ထုတ်ထုတ်လို့လက်မအောက်မှာတည်လာခဲ့ပေမဲ့နောက်နှစ်30-40ကြာရင်ငါအနေနဲ့သူ့ရှိမှထိုင်ဖို့တော့မဟုတ်မရေဖြစ်ရလောက်တဲ့အထိကြီးမြတ်တဲ့သူတယောက်ဖြစ်နေနိုင်တယ်မိဦးသည်တန်နိုင်များကရန်ထားသောချန်စီယိုရှေကြီးတလျှောက်ရှိတံမြာပင်များရဲ့အရေးကြောင့်မင်းမောင်ရဲ့လူသူရှင်းလင်းနေသောလမ်းကြားလေးတိုင်းလျှောက်သွားနေရင်သူသည်အလွန်ရက်ဆက်၍ရာဇဝတ်မှုမြောက်သောလုပ်ရတစ်ခုကိုပြုလုပ်နေမိသည်ဟုရုတ်တရက်သဘောပေါက်သွားခဲ့လေသည်ဒါတကယ်ကိုအောက်တန်ကြတဲ့လုပ်ရပဲဟုသူတွေးလိုက်တယ်ဘယ်သူမှမထင်ထားလောက်အောင်ကိုအောက်တန်ကြတဲ့လုပ်ရပါလားဒီတနာစရာကလေးငယ်လေးကိုအိမ်တကားဝါတစ်ခုကနေနောက်တစ်ခုရှိကိုဘာလို့ရွှေ့ပြောင်းရမှာလဲသူမွေးလာတာသူ့အပြစ်မှမဟုတ်တာသူကငါတို့ကိုဗာများထိခိုက်အောင်လုပ်နေလို့လေငါတို့ကလူယုံမာတွေပါလားငါတို့ရဲ့ပျော်ရွှင်သာယာမှုအတွက်ပြစ်မဲ့တဲ့ကလေးငယ်တွေကတသက်မဲ့ပေးဆက်နေရတာပါလားငါလုပ်ရက်ကိုကြည့်ပါဦးငါအမှားကြောင့်ဒီကလေးကရက်ဆက်တဲ့ကံကြမ္မာတစ်ခုကိုရင်ဆိုင်ရတော့မယ်ငါသူ့ကိုမဲလ်ကင်းရဲ့အိမ်တကားရှိမှချထားခဲ့ရင်သူတို့ကကလေးကိုမိဘမဲ့ကေဟာပို့လိုက်လိမ့်မယ်အဲ့ဒီကိုရောက်ရင်ဒီကလေးကသစိမ်းတွေကြားမှာစိတ်ရုပ်ဆဆန်အချိန်စရာမျိုးတွေနဲ့နေထိုင်ပြီးကြီးပြင်းလာရမယ်ချစ်ချင်းမြတ်တာတွေနူးညံ့ညင်သာချော့သိမ့်မှုတွေလိုလိုက်အကြိုက်ဆောင်မှုတွေမရှိရနေရပေါ့ပြီးတော့သူဟာဖနှက်ချုပ်သမားစီမှာအလုပ်တွေတင်ယူရလိမ့်မယ်အရက်တောက်တက်လာမယ်ညဉ့်ညံ့တဲ့စကားလုံးတွေပြောဆိုတက်လာမယ်စင်ရဲပြီးငတ်ပြတ်တဲ့လူဖြစ်လာမယ်သူကအကဲဖြတ်အရာရှိကြီးရဲ့သားလေရိုးကောင်းကမွေးလာတဲ့သူလေဘာကိစ္စဖနှက်ချုပ်သမားတယောက်ဖြစ်လာရမှာလဲသူကငါ့ရဲ့သွေးသားအရင်ချပဲလေမိကူးသည်တံပြာပင်ရိပ်များအောက်မှနေ၍လိုက်အေးလင်းရောင်ကျနေသည့်ဘက်ကိုထွက်လိုက်ပြီးအထုပ်ဖွင့်ကခလင်းရည်ကိုကြည့်လိုက်သည်အိပ်ပျော်နေရပေါ့လေဟုသူရည်ရွယ်လိုက်သည်ဟဲ့လူလဲလေးမင်းကအဖေနဲ့တူတဲ့တိမ်ငယ်နှုတ်တီလိုနှာခေါင်းလေးပါရှိနေတာပဲဘာလို့လဲကလေးကသူ့အဖေရင်ကြည့်နေတာကိုတော့မသိပဲအိပ်ပျော်နေရှာတာဒါကပြားစတပုတ်လိုပါပဲကလေးရဲ့ဟုတ်ပါပြီဒါအဖေကိုခွင့်လို့ရမယ်နော်အဖေကိုခွင့်လို့ပါသားလေးရဲ့ကြည့်ရတာဒါကသားရဲ့ကံကြမ္မာပဲထင်ပါတယ်အကဲဖက်ရရှိသည်မျက်တောင်ကိုခတ်လိုက်သောအခါသူ၏ပါးပြမော်တွင်တစုံတရာစီးဆင်းသွားသည်ကိုခံစားလိုက်ရသည်သူသည်ကလေးကိုပြန်ထုတ်ပိုး၍လက်မအောက်တွင်ပိုက်ချီထားပြီးရှေ့ဆက်လျှောက်လာခဲ့သည်မဲလ်ကင်းအိမ်သို့သွားရလမ်းတစ်လျှောက်တွင်မိကုန်းများကသူ့အုံနောက်ထဲတွင်ပြည့်နှက်စွာနေရယူပြီးရင်ထဲတွင်ဖိစီးနေလေသည်ငါဟာရိုးသားမှုနဲ့အချင်းသိက္ခာရှိတဲ့လူတစ်ယောက်ဆိုရင်သူတွေးလိုက်သည်ငါအားလုံးကိုရင်ဆိုင်တဲ့နဲ့ဒီကလေးနဲ့တူငါမိမအန်နာဖိလစ်ဝါနာစီသွားတဲ့နဲ့သူ၏ရှေ့မှာဒူးထောက်ပြီးငါ့ကိုခွင့်လွှတ်ပါငါပြစ်လုပ်ခဲ့မိပါတယ်ငါ့ကိုကြိုက်တယ်လို့ပြစ်ပေးပါဒါပေမဲ့အပြစ်မဲ့တဲ့ဒီကလေးရဲ့ဘဝကိုတော့မဖြတ်စည်းလိုက်ပါနဲ့ငါတို့နှစ်ယောက်မှာကလေးမရှိဘူးလေဒီကလေးကိုငါတို့မွေးစားကြရအောင်ဆိုပြီးငါပြောတဲ့နဲ့သူကစိတ်ထားကောင်းတဲ့သူဆိုတော့ငါပြောတာကိုသဘောတူမှာပဲအဲ့ဒီခါကျရင်ငါရဲ့ရင်သွေးလေးကငါနဲ့အတူနေနိုင်ပြီပေါ့သူဒီမဲလ်ကင်းအိမ်နာသို့ရောက်ရှိလာပြီးနောက်တွေ့ဝေစွာဖြစ်ရက်လိုက်သည်သူကသတင်းစာထိုင်ပတ်နေစဉ်တွင်သူ့ကဲ့သို့တင်းငတ်နှုတ်သည့်ပုံစံနှကောင်းပါသောကလေးငယ်တူကသူ၏ဝိယုံမှဖဲချိုးများကိုဆဲဆောင်၍စောက်စားနေသည့်မြင်ကွင်းကိုစိတ်ကူးရင်မိလိုက်သည်တစ်ချိန်တည်းမှပင်သူ့ကိုမျက်စိမှိတ်ပြ၍စနေကြသောလုတ်ဖော်ကင်ဖက်များ
သူ့အထက်ရရှိဖြစ်သူကသူ့နံယူကြားကိုလက်ညှိုးထိုးပြီးဂလိထိုးကတဟားဟားရဲ့မောနေသောမြင်ကွင်းများကိုမြင်ရောက်လာပြန်တယ်။သူ၏ရင်ထဲတွင်နောင်တတရားကနှိမ့်ဆက်နေသည့်အပြင်နှွေးထွေးမှုဝမ်းနည်းမှုနူးညံ့မှုနာကျင်မှုခံစားချက်ပေါင်းစုံရောရှက်၍နေလေသည်။အကယ်ဖြတ်ရာရှိသည်ကလေးငယ်ကိုအင်ရှိုရန်နာလှေကားတစ်ပေါ်သို့ညင်သာစွာချထားခဲ့ပြီးလက်ဝဲ့ရွံ၍နှုတ်ဆက်လိုက်သည်။သူ့မျက်နှာဝရင်ထပ်မံ၍တစုံတရာစီးဆင်းသွားသည်ကိုခံစားလိုက်ရသည်။ခွင့်လွတ်ပါသားလေးရဲ့အဖေကလူယုံမာတယောက်ပါပဲဟုသူတီးတိုးရွလိုက်သည်။အဖေကိုအဖြစ်မမြင်ပါနဲ့နော်။သူသည်နောက်သို့ခြေတလန်းဆုပ်လိုက်သည်။ထို့နောက်ရုတ်တရက်ချောင်းတစ်ချက်ဟန့်ကလေချောင်းကိုရှင်းလိုက်ပြီးဆုံးဖြတ်ချက်ခိုင်မာစွာဖြင့်ပြောလိုက်သည်။အိုးဖြစ်ချင်တာဖြစ်ဘာမှကြီးမဆိုင်တော့ဘူးကွာဒီကလေးကိုငါပြန်ယူမယ်လူတွေကြိုက်တယ်လို့ပြောကြပါစေတော့မိကူးသည်ကလေးငယ်ကိုပြန်ယူပြီးလျင်မြန်စွာနောက်ပြန်လှည့်လာခဲ့လေတော့သည်လူတွေပြောချင်တာပြောကြပါစေတော့ဟုသူတွေးလိုက်သည်ငါကူချက်ချင်းသွားပြီးငါပိုင်မရှိမှဒူးထောက်ပြီးတော့ငါဝန်ခံမယ်အန်နာကစိတ်ထားကောင်းတဲ့သူပဲသူနားလည်ပြီးမှာပါပြီးတော့ငါတို့ကလေးကိုပြုစုပြောထောင်ကြမယ်ဒီကလေးကသားလေးဆိုရင်ဗလာဒီမာလို့နာမည်ပေးမယ်သမီးလေးဆိုရင်အန်နာလို့နာမည်ပေးမယ်ဘာပဲဖြစ်ငါတို့အသက်ကြီးလာတဲ့အခါကျရင်အကူအားထားလေးရှိတာပေါ့ထို့နောက်သူဆုံးဖြတ်လိုက်သည့်အတိုင်းဆက်လက်လှုပ်ဆောင်သည်ရှက်ကြောက်သောစိတ်ခံစားချက်ကြောင့်ငိုကြွေးမိပြီးမူးမေ့လည်းမတက်ဖြစ်နေတော်လဲညှော်လင်းချက်များပျော်ရွှင်မှုများအပြည့်ဖြင့်ဘန်ဂလိုအိမ်ထဲသို့ဝင်သွားပြီးဇနီးတဲ့ဖြစ်သူစီသို့သွားကရှေ့တွင်ဒူးထောက်ချလိုက်လေသည်အန်နာဖိလစ်ပေါ်ဝနာကိုရှိုက်တန်ဖြစ်သူပြောလိုက်ပြီးကလေးငယ်ကိုကျမ်းပေါ်သို့ချထားလိုက်တယ်အပြစ်မပေးခင်မှာကိုပြောရနားထောင်ပေးပါကိုအပြစ်ကျူးလွန်မိပါတယ်ဒါဟာကိုကလေးပါအကညာကိုမှတ်မိရမလားငါ့ကိုနတ်ဆိုးကဒီလိုဖြစ်အောင်သွေးဆောင်ခဲ့တာပါရှက်ကြောက်သောစိတ်ကြောင့်တတိလက်လူနေပါဖြစ်နေသောသူသည်ဇနီးတဲ့၏အဖေကိုမစောက်တော့ပဲဒူးထောက်ရမှခုန်ထားလိုက်ပြီးအိမ်အပြင်သို့ပြေးထွက်သွားလိုက်တော့သည်သူငါ့ကိုမခေါ်မချင်းဒီအပြင်မှာပဲနေတော့မယ်ဟုသူတွေးလိုက်သည်ဒီအချိန်ကိုသူလက်ခံနိုင်ဖို့တုံ့တက်နိုင်ဖို့သူ့ကိုအချိန်ပေးရမယ်ထိုစဉ်ခြံစောက်ရဲမူလေးကသူ၏ဘာလာလိုက်ကဒူရိယာကိုကင်ကသူ့ဘေးမှာဖြတ်သွားရင်သူ့ကိုကြည့်ပြီးပခုံးတွန်းပြလေသည်နောက်တစ်မိနစ်ခန့်အကြာသူ့ဘေးမှာနောက်တစ်ဖန်ဖြတ်သွားပြန်ရာထပ်မံ၍ပခုံးတွန်းပြပြန်လေသည်အဖြစ်ကတော့ဒီလိုပါဗျာဟုရဲမူလေးကဆက်ပြပြမျက်နှာဖြင့်ပြောလေသည်ခုနကတော့ကအဝတ်လျှော့တဲ့အစင်ညာဆိုတဲ့မိန်းမပေါ့ဒီကိုလာတာအဲ့ဒီငတုံးမကကျွန်တော်နဲ့အတူအိမ်ထဲလိုက်ဝင်တော့မှကလေးကိုဒီလှေကားပေါ်မှာချထားခဲ့တယ်လေအဲ့ဒါနဲ့တရယောက်ကကလေးကိုယူသွားရောဗျာဘယ်သူယူသွားမှန်းကိုမသိဘူးဘာပြောရဲကွမိကူကအတန်ကိုအော်ဟစ်လိုက်သည်ရေမိုလေးကသူ့၏ဆရာကြီးဒေါသကိုသူ့နီသူဟန်ပြီးအတိတ်ပဲဖွင့်ဆိုလိုက်ပြီးခေါင်းကိုကုတ်ကတက်ပြင်တစ်ချက်ချလိုက်သည်တောင်းမှမာတဲ့ဆရာရဲ့ဒါပေမဲ့နွေရသည်အားလည်းရဲ့ဆိုတော့လေဟိုအထီးကျန်လို့ပါဟဲ့မိမရိနဲ့မပတ်သက်ရရင်အထီးကျန်လို့ပါအန်အော်ဒေါသထွက်ကကြည့်နေတော့သူ့ဆရာကြီးမျက်လုံးများကိုတစ်ချက်ကြည့်လိုက်ပြီးရေမိုလေးကသူ့အပြစ်ကိုသူတီးသည့်သဘောဖြင့်ချောင်းတစ်ချက်ဟန်ကဆက်ရှင်ပြလေသည်ဟုတ်ပါတယ်ဆရာရဲ့ကျွန်တော်ပြစ်ပါကျွန်တော်လည်းမလွဲတာလို့ပါဆရာကအိမ်ထဲကိုသစိမ်းတွေခေါ်မလာရဘူးလို့တားမြစ်ထားတာကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်မှချိန်တွေ့စရာမိမရှိတော့ဘူးလေအကညာဒီမှာအိမ်ကူလောက်တုံကတော့အိမ်မှာသူရှိနေတဲ့အတွက်ကျွန်တော်အပြင်ကတခြားသစိမ်းမိန်းကလေးတွေနဲ့မပတ်သက်ခဲ့ပါဘူးဒါပေမဲ့အခုတော့ဆရာလည်းမြင်တဲ့အတိုင်းပဲသစိမ်းမိန်းကလေးနဲ့မပတ်သက်ပဲမနေနိုင်လို့ပါဗျာအကညာရှိတုံကဆိုရင်ကျွန်တော်ဒီလိုမျိုးပဲဟုတ်ပါမယ်ဆရာရဲ့ဘာလို့လဲဆိုတော့ဟေ့ကောင်တော်တော့သွားစမ်းကွာမိကူကခြေထောက်ကိုစောင့်၍အော်ငေါလိုက်ပြီးအိမ်ထဲသို့ပြန်ဝင်သွားလိုက်သည်အန်နာဖိလစ်ပေါ်နာလီအန်အော်တုံလုံးစွာဒေါသထွက်စွာဖြင့်ရခင်အတိုင်းထိုင်လျက်ရှိနေပြီးမျက်ရည်ဝဲနေသောမျက်လုံးများဖြင့်ကလေးငယ်ကိုစူးစိုက်ကြည့်နေလေသည်ကဲမိကူကသူ၏ဖြူဖက်ပြရောဖြစ်နေသောမျက်နှာကိုအတင်းပြုံးချအောင်ဆောင်လိုက်ပြီးဇနီးဖြစ်သူကိုပြောလိုက်သည်နောက်တာပါကွယ်ဒါကိုကလေးမဟုတ်ပါဘူးဘိုးလျှော်တဲ့ရဲ့ကလေးပါကိုနောင်လိုက်တာပါမိမရဲ့ကလေးကိုခြံစောက်စီသွားပေးလိုက်နော်